ကဘာပေါ်မှာရှိသမျှဘာသာစကားကျွမ်းကျင်သူတွေရှေးအောင်သူတေသနာပညာရှင်တွေနဲ့အတော်ဆုံးဆိုတဲ့ကုတ်ဖော်သူတွေပေါင်းပြီးနှစ်ပေါင်းရာကြီးစ조사ခဲ့ပြီမယ်ဒီနေ့အထိစာတလုံးတောင်အထိပဲဖော်လို့မရသေးတဲ့စာအုပ်တအုပ်ရှိတယ်ဆိုရင်သင်ယုံမလားအဲ့ဒါကတော့ Voynich Manuscript လို့ခေါ်တဲ့လျှို့ဝှက်စမ်းကြယ်စာအုပ်ကြီးပါပဲဒါဟာလူသားတွေမသိနိုင်တဲ့ဘာသာစကားတစ်ခုလားဂျိုသားတွေရဲ့မှတ်တမ်းလားဒါမှမဟုတ်တကဘာလုံးကိုလှည့်စားထားတဲ့ဟာတာတစ်ခုလားဒီနေ့မှာတော့ကမ္ဘာအဖြစ်မရှိဆုံးပဟေလီတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာပါ Daily Point မြန်မာကနေကြိုဆိုပါရစေကျွန်တော်တို့နဲ့အတူကမ္ဘာကြီးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အစမ်းကျေဆုံးလှုပ်ဝက်ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီစာအုပ်ကို1912ခုနှစ်မှာ Wilfrid Voynich ဆိုတဲ့စာအုပ်အယောင်ဝယ်သမားတဦးကအီတလီမှာရှာဖွေတွေ့ရှိခဲ့တာပါစာအုပ်ရဲ့ဖတ်တမ်းကိုစမ်းသပ်ကြည့်တဲ့အခါမှာတော့15ရာစု1404ခုနှစ်နဲ့1438ခုနှစ်ကြားမှာရေးသားခဲ့တာထိကြောင်းတွေ့ရှိရပါတယ်။စာအုပ်ထဲမှာစာမျက်နှာ240နီးပါးပါဝင်ပြီးထူးခြားတာကတော့အဲ့ဒီထဲမှာပါတဲ့စလုံးတွေဟာကမ္ဘာပေါ်မှာရှိတဲ့ဘဲဘာသာစကားနဲ့မှမတူတာပါပဲ။စာသားတွေမကပါဘူး။စာအုပ်ထဲမှာပါဝင်တဲ့ပကြီးကားတွေကလည်းပိုပြီးထူးဆန်းနေပါတယ်။စာအုပ်ထဲမှာပိုင်းခြားထားတဲ့ကဏ္ဍတွေကိုကြည့်ရင်ပိုပြီးနားမလည်နိုင်စရာတွေတွေ့ရပါလိမ့်လေ။ရုပ်ခတ်ဖေးတာကဏ္ဍအပင်ပုံစံပေါင်းများစွာကိုဆွဲထားပါတယ်။ဒါပေမဲ့အဲ့ဒီအပင်တွေဟာကမ္ဘာပေါ်မှာတကယ်ရှိတဲ့အပင်တွေမဟုတ်ဘူး။တခုမှလည်းမှတ်မိနိုင်စရာမရှိပါဘူး။နက္ခတ္တဗေဒကဏ္ဍကျဲတိုင်တာတွေရာသီခွင်တွေနဲ့ကမ္ဘာကနေမမြင်ရတဲ့စကြဝဠာပုံစံလျှို့ဝှက်ပုံချက်တွေကိုဆွဲသားထားပါတယ်။ဇီဝဗေဒကဏ္ဍကတော့အထူးဆန်းဆုံးပါ။အမျိုးသမီးတွေဟာထူးဆန်းတဲ့ရေမြောင်းတွေပြည်တော်နယ်ထဲမှာရေချိုးနေတဲ့ပုံစံတွေကိုအသေးစိတ်ဆွဲထားတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်တုန်းကနာမည်ကြီးကုတ်ဖော်ပညာရှင်တွေတောင်ဒီစာအုပ်ကိုဖတ်နိုင်ဖို့စ조사ခဲ့ပြီးမြဲအရှုံးပေးခဲ့ရပါတယ်။လက်ရှိမှာတော့ဒီစာအုပ်ကိုအမေရိကန်နိုင်ငံ Yale တက္ကသိုလ်ရဲ့လျှို့ဝှက်စာကြည့်တိုက်ထဲမှာအတေအချထိမ့်သိမ်းထားပါတယ်။တချို့ကတော့ဒါဟာရှေးကဆေးရဝန်တယောက်ရဲ့လျှို့ဝှက်မတန်းလို့ယူဆကြသလိုတချို့ကတော့ဒါဟာအဓိပ္ပာယ်မရှိတဲ့စလုံးတွေကိုရေးထားတဲ့အလိမ်အညာစာအုပ်လို့ဆိုကြပါတယ်။ဒါပေမဲ့ဘယ်သူမှသက်သေပြနိုင်သေးပါဘူး။ခမည်းလို့ရောဒီစာအုပ်ထဲမှာဘာတွေရေးထားတယ်လို့ထင်ပါသလဲဒါဟာဂျိုသားတွေခြံထားခဲ့တဲ့လက်ဆွဲစာအုပ်ထင်နိုင်မလားကောမန့်မှာဆွေးနွေးခဲ့ကြပါဦးအခုလိုမျိုးကမ္ဘာအစမ်းကျေဆုံးဟျိုးဝက်ချက်တွေနဲ့ဗဟုသုတတွေကိုအမြဲလေးလာခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော် YouTube မှာလည်း subscribe လုပ်ထားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်